ဒီနေ့လဲမနေနိုင်လို့လာပြောပြတာပေါ့နော်ပါလဲဆိုတော့ခုတပြည့်မျက်နှာမှာလိမ့်ထားတာကကြည့်လိုက်ကွာဒီလိုကြည့်ရမှာတပြည့်မျက်နှာမှာလိမ့်ထားတာကဒါ make up လိမ့်ထားတာမဟုတ်ဘူးtinted sun cream ခေါ်တော့ tinted sun cream တခုကိုလိမ့်ထားတာကွာတိလားတော်တော်လေးတော့အလုံးရှုပ်တက်တာတယ်sun cream တစ်ခေါက်လိမ့်ရတယ်နောက်ကြတော့ဒီ make up တစ်ခေါက်ပေါ့နော် make up နောက်တစ်ထပ် sun cream ပေါ်မှာတစ်ခါထပ်ပြီးတော့ make up တစ်ထပ်လိမ့်ရတယ်ကွာအဲ့လိုမျိုးအရန်အလုံးရှုပ်တယ်အဲ့ဒီအတွက်တချို့ကဒီအလုံးမရှုပ်အောင်ပေါ့နော်တချို့အသားရည်နဲ့တချို့ skin tone နဲ့ကိုက်တဲ့ဒီ tinted sun cream တခုကိုတချို့ရှာတွေ့ထားတယ်ဒါ sponsor review မဟုတ်ဘူးတချို့ကြိုက်ကိုလာပြောပြတာပေါ့နော်ဒီမဲ့ coverage ကိုကြည့်ဘာလဲဆိုတာမပြောခင်မှာတချို့အရင် coverage ကိုပြော coverage ကတော့ဟွာပေါ့နော်ဒီ full coverage အနေနဲ့တော့မရဘူး medium coverage လောက်ရတယ်ပေါ့နော်ဘာကြောင့်တချို့ရဲ့ဒီမှာရှိတဲ့ web channel လေးတွေကိုတိတ်ပြီးတော့ဖုံးထားမရှိဘူးပေါ့မဖုံးနိုင်ဘူးပေါ့နော်အဲ့ဒီတော့ဟောဖြစ်တယ်ဘယ်လိုပြောမလို့ medium coverage လောက်တော့ရတယ်ပေါ့နော် sun cream လေးကဘာလဲဆိုတာတချို့ပြောပြမယ်တဖြူသွားလိုက်တာအမြဲယူသွားတယ်ပေါ့နော် sun cream နှစ်မျိုးရှိတယ်ပေါ့နော်ဘယ်လိုပြောမလို့ဒီ emergency case မှာသူတုံးလို့ရအောင်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ခဏလေး VHO ရှိတယ်VHO ရှိတယ်နောက်တစ်ခုရှိသေးတယ် Nevazen ငါဟာရှိသေးတယ်ဒီဟာပေါ့နော်ဒီနှစ်မျိုးရှိရပေါ့နော်တချို့ခုလိမ့်ထားတာကတော့တချို့ဒီ VHO လိမ့်ထားတာခုလိမ့်ထားတာကတော့ဒီ VHO ရဲ့ဒီ tinted sun cream လေးကိုလိမ့်ထားတယ်သူကကြတော့ကွာခဏလေးသူတို့တင်လို့ရမှာသူဟိုဟာလေးကို test ချလေးကိုပြကောင်းပါဆိုနည်းလှုပ်နေအဲကားဆက်ပိတ်လိုက်ရပါတကယ်ချင်းလာခေါ်မယ်ဆိုပြီးတော့စောင့်နေတာရှောက်မလာသေးလို့ပေါ့နော်အဲ့လိုသူကားနဲ့လိုက်အဲ့တော့ဒီမဲ့ကွာသူ့ရဲ့သူ့ test ချကိုပြမယ်ကွာသူ့အရာပေါ့နော်အများကြီးမလို့တော့နှစ်မျိုးလို့အရင်နှစ်မျိုးကအဲ့လိုအရင်ကြိုက်ကိုကြိုက်တဲ့ဟာလေသူ့အရာကကြည့်လိုက်ဒီလိုအရာကွာဒီအရာကိုမှသူကဒီလိုမျိုးလင်းလိုက်ပြီဆိုကွာမျက်နှာရောဗာလင်းလိုက်ပြီဆိုကွာဖုံလေးကွာတိလားတော်တော်လေးအဆင်ပြေတချို့တော်တော်ကြိုက်တယ်ကွာတိလားအဲ့လိုမျိုးကြိုက်လို့ပဲလာပြောတာမကြိုက်တော့အဲ့လိုမျိုးအချိန်ကုန်ခံပြီးတော့လာပြောမှမဟုတ်ဘူးကွာတော်တော်အဆင်ပြေတယ်တချို့ဒါလုံးဝ sponsor review တော့ sponsor review မဟုတ်ဘူးဒါပေမဲ့တချို့sponsor review မဟုတ်ဘူးဆိုရင်လည်းတချို့ဒီဟာကိုတော့တချို့ဘယ်လိုပြောမလဲတချို့ try ညင်လို့ပေါ့နော် review တွေကောင်းနေလို့ try ညင်လို့ဆိုပြီးတော့တချို့ခွာသွားတော့ view ကနေတွားတောင်းထားတာဒီဟာလေးကလေတွားတောင်းထားတော့ဒါ PR ပို့ပေးတာပေါ့နော်တွားတောင်းတာတော့တချို့ဝယ်တာတချို့ပတ်စံမယူပဲနဲ့အဲ့ဒီ marketing team ကဟိုညီလေးတွေကတချို့ကိုဒီလက်ဆောင် present ပို့ပေးလိုက်တာပေါ့နော်တချို့သွားဝယ်တာတော့သွားဝယ်တာဒါပေမဲ့သူတို့ပို့ပေးလိုက်တာပေါ့နော်တကယ်ကြိုက်လို့လာပြောတာပါတကယ်မျက်နှာကအကြည့်တော့လုံးဝသဝါဆန်လေးနဲ့ဟိုကွာမြင်ရတဲ့အတိုင်းပဲကြည့်လိုက်နော်အဲ့လိုမျိုးသဝါဆန်လေးနဲ့ဟိုအဆင်ပြေတယ်ကွာတိလားအဲ့လိုမျိုးတော့တို့ကကြိုက်တယ်အဲ့ဒါမို့တို့ဒီယာလေးចောင်းလာပြောပြတာပေါ့နော်ဘာမှမဟုတ်ဘူးဒီလောက်ပဲတ